စိတ်ဖိစီးလာလို့ရှိရင်ထွက်ပေါက်ရဖို့မှန်ကန်တဲ့နည်းနဲ့ထွက်ပေါက်ရဖို့ရသော်ဘုရားကလမ်းညွှန်ပေးထားတယ်အဲ့ဒီလမ်းညွှန်ရဲ့အတိုင်းလိုက်နာကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုလို့ရှိရင်မြည်သူမှစိတ်ထဲမှာပောက်ကွဲမှုတန်တွေကိုခံရမှာမဟုတ်ပါဘူးဖြစ်လာလို့ရှိရင်လည်းထွက်ပေါက်ရသွားမှာပါမြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုမနာရလို့ဒီနည်းစနစ်တွေကိုမသိတဲ့ပုဂ္ဂိုလ်တွေဘုရားတရားတော်တွေကိုမျက်ကွယ်ပြုနေလို့ဒီနည်းစနစ်ကိုမသိတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ရထွက်ပေါက်ဆိုပြီးတော့မိမိတို့တွေးမိရာကြံစီမိရာထွက်ပေါက်မျိုးမျိုးကိုပြုလုပ်ကြတယ်